จุนคนพันบาทสองสตางค์วันทีนี้การเสียนึกว่าดอธรรมชาติเลี้ยงใจพินลงที่จะปัสสุดูพิกลวันของสิ่งที่จะรู้สินุกาการจีเสกคนยังไงเสกกินเนี่ยเสกกูมาภาษีเดตมาจันเช็ดเนี่ยเฟโออาราสาวนี่ยังไงสิทธิ์มาภาษีเดจันเช็ดดูกูมีพิวบิลิกาลาเจสุโดมาปะอาชาไม่ใช่บีสุดเดของสิ่งนี้จะติดขัดสายวิชาปัสสุดูพิกลวันNo other but grace. ဒီပါတယ်ကျွန်တော်1980ခုဒီဇင်ဘာလလက်ဆံပိုင်းမှာဒေါက်တာဆိုဝါချူကဘယ်လိုစုတောင်းလဲဆိုလို့ရှိရင်more than same. Gracious God, our Heavenly Father, I am nothing, but you are something. Nothing is impossible with you. Amen. The Batmaจะรับนี้ได้ค่ะจะจำทางยาผู้ขอบีนูนาสวยเลยโยกะสิญญากูโอเปอเรชั่นลูกเปย์เนี่ยมาสู้ดาวนาคือเราพูดที่นาทีมาใจเราอย่างนี้มาเลยจีสุดอมาป่ะอาชาสิบีဒေါက်တာဆိုဝါချူဟာခွဲစိတ်ကုသခြင်းတော့တူလို့ပါတယ်ဒါပေမဲ့ကောက်သွားတဲ့လက်ကြီးရွေ့သွားတဲ့နှာခေါင်းတွေနှာခမ်းတွေလက်ချောင်းတွေပြန်ပြီးတော့သိပေးဖို့အာယုံကျော်ပြန်ပြီးတော့မှကောင်းမွန်လာဖို့ဖားဖျားခင်တာတိုက်ပါပါတယ်ခရစ်တော်ဘုရားရဲ့ကျေးဇူးတော်လုံလောက်ပါလေဆိုတော့ပါခေါ်ခစ်ပြီးစပ်တော့မှ operation လုပ်ကြရမှာစက်ကစီဖြစ်ပါလေဒီနေ့ကျွန်တော်တို့တူညီတဲ့အရာမတူညီတဲ့အရာဆိုပြီးတော့မှသဘောတဘာဝတစ်ခုရှိပါလေလောကလူသားနဲ့ကောင်းကင်ဘုံရှင်လူသားကောင်းကင်ဇာတိလောကဇာတိရှိတတ်ပါလေကောင်းကင်ဖျားတဲ့မြေကြီးလူသားရှိပါတယ်။စောစောကကျွန်တော်တို့ Christian worship ဥဆောင်ပြီးဆိုသွားတဲ့နေရာမှာနောက်ဆုံးပုတ်ထဲမှာအေးလေဆိုပါတယ်။အင်းရှင်နဲ့အေးလေအကြောင်းနားလေစီတဲ့ဘောတရားပါရှိပါတယ်။ကျွန်တော်တို့ဟာလောကရဲ့အေးလေဖြစ်ကြပါလေ။အာဂန္တုဖြစ်ကြပါလေ။နောင်ဒီချင်းချင်းကြိုက်မိခင်ရဲ့ဖခင်ရဲ့ in heavenly home ဆိုတာမတ်ရစေတဲ့ဒီရှင်ကောင်းစဉ်ရဲ့ဒီပေကိုညွှန်ရှိတာပဲတွေ့ရှိရတယ်ဒီနေ့လည်းပဲကျွန်တော်တို့မတူညီတော့သဘောတရားပါရှိတဲ့နေရာဒေသနှစ်ခုရဲ့စัจ जा မှာဖြစ်ပေါ်လာတဲ့အကြောင်းအရာများကိုတမန်ကျမ်းစာကကျွန်တော်ဖတ်ပြီးသွားကြတဲ့အတိုင်းပဲအဲ့အချင်းအရာများကိုတွေ့ရှိရပါတယ်ဒီနေ့အငါပန်းနေဆင်ထားတဲ့ decoration ထားလည်းပဲစစ်တလလုံးပြင်ဆင်ထားခြင်းနဲ့ဒီနေ့ပြန်ပြီးတော့မှပြင်ဆင်ထားခြင်းနဲ့မတူညီပါလားမတူညီခြင်းနှစ်ခုရဲ့အကြောင်းအရာလေ့လာတွေ့ရှိရပါတယ်။ဘာဖြစ်လို့မတူညီရပါသလဲ။
Halloween week လို့ခေါ်တဲ့ဘတ်မအုပ်ဆုံးသောပတ်ဖြစ်တဲ့ဒါ Christmas decoration ကိုလည်းပဲကိုပြလည်းရှိပါတယ်။ Now ဘတ်မအုပ်ဆုံးသောပတ်နဲ့ဖြောင်းကျဲတစ်ချောင်းလည်းပဲကျွန်တော်သိရှိရပါတယ်။ဒါလုံခဲ့သောရဲ့လုံခဲ့သောအပတ်လုံခဲ့သောအချင်းနိုင်များဖြစ်ရင်ဒီနေ့ကစပြီးဆက်လက်ဝန်စားစံစားခံစားရမည်ဖြစ်တော့နေအတက်တာဒီဝင်းဘောတရားရကွယ်ကွယ်ပြပြရှုမင်းတုံးတဆွာဖြစ်အသက်ရှင်ခြင်းပြန်လည်ပြီးတော့မှမွေးဖွားတန့်စင်ခြင်းဆိုတဲ့ဘုရားခင်ရဲ့ကြွလာခြင်းဆိုတဲ့အ내အတိတ်တွေမှာတိုးဝင်ချင်းကနေပြီးပေါ်လာဆိုတာမှရစေတဲ့ရှိပါတယ်မတူညီတော့ဒေတာမှာဖြစ်ပျက်လာတဲ့အကြောင်းအရာဟာဘယ်လိုအချိန်တွေမှာတည်ခဲ့ရပြီဆိုတဲ့အချိန်တွေမှာရှမာရိဒေတာနဲ့ဂါလိလေဒေတာအဲ့ဒီစัจ जा နှစ်ခုမတူညီတော့ဒေတာမှာဖြတ်ကျော်လာတဲ့အချိန်ခါမှာခရစ်တော်ဘုရားကကြွတော်မူလာတဲ့အချိန်ခါမှာလူပုဂ္ဂိုလ်တစ်ကြိမ်နဲ့တွေ့ဆုံခဲ့အကြောင်းအရာတမန်ကျမ်းစာထဲမှာဖတ်ရှုခဲ့ရပါတယ်ခရစ်တော်ကြွလာခြင်းတာတဲ့အချိန်ခါလေးဖြစ်ပါတယ်လူသားများအဲ့ဒီဟူသောလူသားများနေထိုင်ရရှိတဲ့ကဘာသူကဘာသားများရှိတို့ကောင်းပြီဗျာကြွလာတဲ့အချိန်ခါဒီပေါင်းတစ်ထောင်မှာဖြစ်ခဲ့ပါပြီဒီနေ့လည်းပဲကျွန်တော်ရဲ့နှလုံးသားစီမှာကျွန်တော်ရဲ့ဒေတာစီမှာဆက်လက်ပြီးတော့ဘုရားခင်ကကြွလာတော်မူဖို့ရန်စိုက်ပင်လေးပြင်ဆင်လေးရှိတုံရှိနေဖြစ်ပါတယ်ဘုရားခင်ဟာမတူညီတော့ဒေတာနှစ်ခုစัจ जा တွေမှာတူညီခြင်းစိတ်နှလုံးသဘောတဘာဝနှလုံးသွင်းခြင်းထပ်ညီထပ်တူတတ်ပြရှိခြင်းဂုဏ်တော်ကျေးဇူးတော်ကယ်တင်ခြင်းဆုကျေးဇူးပေါ်ညွှန်မူရဖြစ်တော်ဟာမတူညီသောအရာနှစ်ခုတူညီသောအရာတို့ပြောင်းလဲစေခဲ့တော်ဘုရားရှင်တတ်ဆွနဲ့တော်ဘုရားရှင်ဖြစ်ပါလေလူသားများဟာမိမိအကြံစီရှိတဲ့အတိုင်းဘယ်လိုပဲကြိုးစား impossible မတတ်နိုင်ပါဘူးဒါပေမဲ့ခရစ်တော်နဲ့အတူရှိမယ်ဆိုလို့ရှိရင်မတတ်နိုင်ဘူးဆိုတာဘာမှမရှိပါဘူးဘာဖြစ်လို့လဲမခေါ်ဖိတ်ပေမဲ့ဘုရားသခင်ဟာယူနံမေတ္တာတော်ရှင်ဘုရားဖြစ်တဲ့အတိုင်းလူသားများစီကြွစီလာပြီးတော့မှဤမတူညီတဲ့အရာကိုဟာလေကျွန်တော်သူတို့ကသူ့ပေါင်းတော့မှတူညီခြင်းအရာကိုဖြစ်စေဖြစ်ပါလေကျွန်တော်ဣဒေလလူမျိုးများရဲ့တပိုင်းမှာရှမာရိလူမျိုးများအေးအေးဖြစ်ပါလေဂျူးလူမျိုးများဟာအင်ရှင်ဖြစ်ပါတယ်ယူဒပြည်မှာရှိတဲ့လူများဟာဘုရားခင်ရဲ့အင်တော်ကရှမာရိလူမျိုးများဟာဘုရားခင်ရဲ့အင်ပြင်ပကအဲ့ဒါမှထားတယ်ဒါကြောင့်မတူညီတဲ့နေပေနှစ်ခုရဲ့စัจ जा မှာဖြစ်တော်ကြွလာတဲ့အချိန်ခါမှာတနေ့တော့အချိန်ခါမှာလူ10ယောက်ဟာဖြစ်တော်တဲ့ဆိုပြီးတော့မှတောင်းပါစကားဆိုကြပါလေအကျွန်ုပ်တို့ကိုကေမတနာတော်မူပါဟုဖြစ်ကြော်ကြ၏အဲ့ဒီ10ယောက်ရဲ့တောင်းဆိုချက်ပါပဲဘာဖြစ်လို့တောင်းဆိုတယ်သူတို့ဟာတချို့ဟာယူဒလူမျိုးတချို့ဟာရှ
မာရီလိုမျိုးဖြစ်ပါလိမ့်မယ်လူသားများအနေနဲ့တော့ဘယ်တော့မှဆုံစည်းနိုင်မှုလမ်းမရှိပါဘူးဘယ်တော့မှပေါင်းစည်းနိုင်မှုရမရှိပါဘူးဘာကြောင့်ဧည့်သည်နဲ့အင်ရှင်ဖြစ်နေတာဟောဒါမဲ့သူတို့ရှိမှာအတူတူခရီးကြုံတဲ့အချိန်ကဖြစ်တော်တဲ့ဆုံတဲ့အချိန်ဘယ်ကဧည့်သည်လဲဘယ်လိုကအင်ရှင်လဲမှတ်မိတယ်သူတို့ခံစားချက်ချက်ချင်းပေါ်လာဟာဒီငါရှိမှာဆွဲတဲ့အနုဟာဒီအနာကြီးဟာဘယ်လိုပဲကိုမရနိုင်ဘူးဆင်းနေတော့ပြီးပြီဗျာခုစုတဲ့ခိုင်နေတော့ပြီးပြီလင်းတယ်လင်းပြီးမပြောက်ဘူးဗျာဟိုဖြစ်တော်ဗျာဆိုတဲ့သူကြောက်လာတာအခုတွေ့ရကြိတ်ကျွန်တော်အားခါလဲတပည့်နဲ့ချေပဲသူဝင်ချင်းကရအောင်ဆိုပြီးတော့မှအကျွန်ုပ်တို့ကိုကေမတနာတော်မူပါဗျာဟိုကြပါလေအဲ့လိုသူရဲ့ယုံကြည်ခြင်းဖြစ်တော်ကိုတွေ့တဲ့အချိန်ခါမှာစိတ်ထဲမှာရှိတဲ့သူရဲ့ယုံကြည်ခြင်းအားကြီးတဲ့အရာဖြစ်တယ်တခါလေးတည်သွားတယ်ဒါကြောင့်ဘာပြောလဲရစ်ပြောဟစ်စီပါတွားပြပါလုတ်ထုံလုတ်နေတိုင်းတွားအခြေခံတယ်လို့အပြုအစပြုပေးတာကဲလာကြတခါလေးပတ်ကနေအဲ့လိုပြောဖို့အတင်းတော်ရဲ့အစဉ်လာရှိတဲ့အတိုင်းအရာရာတိုင်းကိုကြမ်းမှကြည့်ရှုဥဆောင်မိခင်ဖခင်နေရာမှာနေပြီးတော့မှအင်တော်တစ်ခုမှဆိုဖခင်မိခင်ကအင်တော်တစ်ခုမှတောင်းချဆုံးလိုက်တာသမီးများအတွက်ဆိုတော့အဲ့တာသမီးကြီးကိုမိခင်ဖခင်အင်တော်ဦးစီးစီမှာအရင်ပြတော့တွားကြရောက်တော့မရောက်သေးဘူးလမ်းထဲမှာကြီးပြောင်းသွားဟာခြေလမ်းတစ်လမ်းစနှစ်လမ်းစသုံးလမ်းစသွားခါပဲရှိသေးတယ်ပြောင်းတော့ဟာဝန်တာလည်းကြတာဝန်တာလည်းကြတာပြောင်းသွားပြီးတော့မှသူစိတ်ထဲမှာပျော်ရွှင်သွားကြတာပေါ့နော်ဆိုမတူညီတော့အရာတွေကနှစ်ခုတည်းမှာသူတို့ဘယ်လိုဆဲမကုသတဲ့ပုံစံနဲ့ကုသခဲ့ပြီးမှလည်းမသိဘူးဒါပေမဲ့မပြောခရစ်တော်ဘုရားရဲ့ပြောက်ကင်းနိုင်မှုရတယ်သူစီမှာဆုတောင်းချက်ခွန်အားကြီးစွာနဲ့တောင်းဆိုချက်နဲ့ရစ်ပြောဟစ်စီမှာတွားပြပါဆိုတဲ့မိန့်ပါချက်အဲ့ဒါရှားလိုက်တာနဲ့သူရဲ့ယောဂစပြီးတော့ပြောက်ပါပြီသူတို့ဆေဦးဟာမဟုတ်ဘူးပြပြီးပြီဆိုမှတောက်ပြီးပြီလင်းပြီးဆိုမှတွားပြပါပြောသေးတယ်အခုအရှင်ဖျားကိုခါလဲတိတ်ပြီးတော့မှတောင်းဆိုတဲ့ချိန်ကမှအခုချက်ချင်းပေးပြောက်လာတယ်ဘလို့မှသောလကမတက်ဘူးကျိုးဘာမှအရေးကြီးပါတယ်ဘုရားခင်စီပါတဲ့ခါသောလကတက်ချင်ဆိုတော့စက်ကထားပြီးအဖေကလည်းရဖို့ရခိန်လိုက်တာကြားလိုက်တာမကြားတော့ပြီလားဘာဖျားခင်ဟာဆိုတော့မင်းလုပ်တာပဲမအောင်မြင်ဘူးတောင်းမင်းလုပ်တာပဲမအောင်မြင်ဘူးဒီခါကြီးပြစ်တတ်တာပါလားဘာဖြစ်လို့မအောင်မြင်လဲဆိုတာလည်းပဲအဖြစ်ရှိတာပေါ့အဲ့ဒါဒါကြောင့်ဆုတောင်းတဲ့ချိန်မှာမရတဲ့ဆုတောင်းချက်တာလည်းပဲဆုတောင်းခြင်းရဲ့အဖြစ်တစ်ခုဖြစ်ပါတယ် Having no answer is one of the answers of prayer ဒါကြောင့်ကျွန်တော်တို့စိတ်မလောကြဘူးကျွန်တော်တို့ဒီခါလုံးကဘုဆုတောင်းကိုပြောမလောကြပါနဲ့မြန်မာပြည်မှာကပြောလို့ကြားဘူးတော့တော်တော်ပုံစံကြောင့်ဘာပြောလဲဆိုလို့ရှိရင်စိတ်မလောဘူးကျန်ဖို့ကတူရဲပေါ့ကြားကတူရဲပေါ့ငါကြားမြန်မာလူလိုပြန်လဲမသိဘူးတော့လားအလုပ်ပြန်တတ်မယ်ထင်တယ်ကျွန်တော်ကလည်းသိရှိဟိုစိတ်ထဲမှာလုတ်ချင်တဲ့ဖြစ်ချင်တဲ့စန္ဒတော့ကောင်းပါလေအဲ့ဒီစန္ဒကိုမဖြစ်ဖြစ်အောင်အတင်းပြင်းမြောက်စေတဲ့ဟာပြင်းမြောက်စေတဲ့ဟာ
피친 내 산다 알린슬루 존에 모네 피다다며 피하고 되면 매군 나좀 톡나다게 세지 야와네 봐래 루하루에 피하하 피하베 바마 못두니 다음에 못두니네 아야 피도 알피 두니 도아 룩성 케비 수라 용비 라이샤오인 아저씨 룩라마디 숨도 말어 보내네 피하긴 베니카 다운레벨 피면 빼고 디카로 뭐 다운 왜 내려 왜 미야 다운야 왜 아누나 세두 세야 되면 진짜 봐서 그래도 그 의미의 진가마 게마 동과 그래도 그 띠만 용기의 당진 피거진 피바에 다음에 들어 딱하네 요가 뼈순간에 진가마 세요도 두하 그래도시 나 비로마 뼈우 비로마 고로이 제수도하 지마나 지수와도 아단핀 지마도 아단핀 지문바리 수브로마 다롱다리가 뼈로마 퇴수에 시바네 저로 디노마라 나타나 롱하 땀맛 타비로마 땡스기빙에 빠뜨게 브레스에 빠뜨게 저는 정말로 장시 룩성유 마비송 마야네게 제수도 민글라 아송고 파피아긴 무이사 그대가 무이 파미 그대가 비송 판신 코성 후성 나그래 제수도 몇 제수띠 때니네 라예 아빠 담마비로마 두인지 이바리 제수 띵진 식도보 더바하 네 시뒤 냐 시뒤 아친 시뒤 피할 띵시마 초문아 뛰어가 친피바리 바비로 농발라 달라농가 따다마마 하시네 아토르피 냐로 따이네가 냐소시 거꾸에 띠나 바마 사이사 폴루고 아롱하 메지테가 뜻이야래 아사토네베 뜻이자바래 아메다 웨제 아타베 메지가 되바고 다음에 메지가 되게 뼈로 빼로 공사라베 스바로 사로 사라베 다죠 아미아피 농바라마 억두바라마 사브로 익자래 농바마 저와 수팅자바에 다고 시피브로마 미셔너리스티가 아무도 농바 바라베도 코성비 요성지 피바래 다음에 셀레브라마들이 타부 후자로 바도 바다냐 루우예 냐냐라는 친가마 아디가 스테베 포타 바 피도아데 산예즈 바하 아디가 호로베네 예투고바가 퇴게 예다토아 다목 예퇴 베시 다 아디가 되다 피도아바데 수다 로게도 네파운 네세가 파운 친가네 맥신서 테마 두시야바데 비게네 억두바라 동세 티네 그바루예 단봉 7 billion 비데네 피바레 슬랑 공감생 네 권난예 드미 다이 다 7 billion 마 비데 그래 피바레 두두 메트로폴리탄 가네 내가 투배우에 치바레 그바 야야마 내가 필수 타바레 now 자판에 가만에 왜 두주가네 두
တို့စီစဉ်ထားတဲ့ရှိပါတယ်အဲ့ဒီနဲ့မွေးဖွားတတ်တဲ့ကလေးအားလုံး7 billion မှာအပြည့်ဖြစ်နေဖို့ရမွေးဖွားတတ်တဲ့တော့မိခင်ဖခင်များရဲ့တာသမီများကိုကျွန်တော်ကရည်တွေ့ပြီးတော့မှဒါကျေးဇူးချီးမွမ်းခြင်းတစ်ခုဖြစ်ပါတယ်ဆိုတော့နောင်လာတတ်တော့နေ့တက်တာမှာ stable food ဆိုတဲ့အဓိကအစားအသောက်ဟာရေထွက်ပစ္စည်းဖြစ်သွားလာရတော့မဲ့အခြေအနေရှိတော်ညာလေးပဲကဘာတို့ဘာသာအများဖြင့်နေစည်းတွေကထွက်တဲ့ကောက်ပေတီးတန်ကျေတော်မင်္ဂလာကိုဆက်လက်ပြီးတော့မှခံစားဖို့ရရှိနေဖြစ်နေပါပါဒါကြောင့်ဒီနောက်ဆုံးပတ်နိုမာလာဟာကျေးဇူးတော်မင်္ဂလာညအနေနဲ့တော့ကောင်း Halloween Christmas နေ့နဲ့တော့ကောင်းကျွန်တော်ဘုရားရှင်စမှာဝတ်ပြုတွင်ချင်းကခြင်းနဲ့ Grace အကြောင်းဆက်လက်ပြီးတော့မှတည်တော်ဖို့ရရှိပါတယ်ဆိုတော့တယောက်တော်သူဟာကြီးမားသောနှလုံးသားထဲကထွက်ပေါ်လာရတဲ့ကျေးဇူးတင်ခြင်းစိတ်အဲ့ဒါချီးမွမ်းတယ်လို့ဆိုပါတယ်ခါလီကျတို့စိတ်ထဲမှာတက်တာထဲမှာချီးမွမ်းရနေ့ရဲ့အချိန်ရှာရခက်ဆန်နေမှာတော့အနိုင်နိုင်အေးကြီးကဘဝလာတယ်တပိုင်းပဲတက်နေစမ်းမတက်နေပြီးရောဆိုတဲ့ပုံစံဖြစ်သွားတဲ့ခါလီဆိုတော့မိနစ်30ပဲရ10မိနစ်ပဲရဆိုတော့သဘောကျတော့လာပါဖိတ်ခေါ်လို့ပါတယ်မိနစ်30ပဲရတယ်ဆိုတော့မိစိတ်ငယ်ချင်းများနဲ့မတွေ့ဘဲနဲ့ဒီလိုပဲကြော်သွားမနေ့ကတပတ်လုံးကြမလို့အလုပ်စင်းပူပူလို့စိတ်ထဲမှာဒီခါလဲမှုန်မိုင်းတွေ့ဝေထုံထိုင်းတွေ့ဝေအမျိုးအဲ့ဒါဝေဖြစ်သွားတာပါလေချီးမွမ်းတဲ့အချိန်ခါမှာအာရပါရတဲ့ရှင်စုမကြောက်ပါနဲ့ကျွန်တော် underground chest ဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကလည်းပဲနိုင်ငံရှိတယ်ဟိုမှာလည်းပဲအလုံးရှိတယ်ဒီကားပိတ်ထားတယ်ဒီမှာကလေးဒီတုံးတိုင်းဟိုစုပ်ခါလေးမိတာကလည်းလို့ဘာသာမှမကြောက်ဘလောက်ပဲဆူဟောပေါ်လည်းမကြောက်ရအောင်တော့အာရပါရဆိုတာမှာတခါလေကျော်ဆူတဲ့အချိန်ခါမှာမရေးဆိုတာရှိတယ်မရတဲ့ချင်းဆိုညံရှိတယ်ရတဲ့ချင်းဆိုဒီခါလဲအဲ့ဒါမိတာတက်ရောခီးရဒီခါလဲနင့်လိုက်ဖြစ်သွားပြန်ရောဆိုတော့စိတ်ထဲမှာကလည်းချီးမွမ်းလိုက်မချီးမွမ်းလိုက်ရေးဆိုလိုက်မရေးဆိုလိုက်ပါစပ်ဖွင့်လိုက်မဖွင့်လိုက်ပါစပ်မအားအဲ့လိုမျိုးတယ်ဆိုတော့မရေးဟို technology ထဲမှာပါဆိုလဲဆိုတော့တချင်းဆိုတဲ့အချိန်ခါမှာအနည်းဆုံး4ချောင်းဝင်တော့မှ3ချောင်းဝင်တော့လို့ပါတယ်3ချောင်းဝင်တော့2ချောင်းတော့အနည်းဆုံး2ချောင်းတော့အဲ့ဒါဆိုဆိုပါတန်အောင်ထွက်တာနော်ဒီလိုဆိုနေတယ်ဒီလိုဆိုတယ်ကဲဒါတော့ကျွန်တော်တို့9ရောက်တော့ဖြစ်ရင်ကြီးစွာတော့ကျေးဇူးပြုခြင်းကျေးဇူးတင်ခြင်းအဲ့ဒါမစင်စားဘဲနဲ့ဒီတယောက်သောသူဟာအဲ့ဒါစင်စားပြီးတော့မှဟောက်ဖျားပြင်စပါဆူခြင်းဖြစ်ပါလေဒါကြောင့်ကျွန်တော်တို့ဒီလုံမလာဖလာလုံဟာကြီးမားသောအတန်ဖြစ်တချင်းဆိုတာမကောက်ကြီးမားသောစက်ကခြင်းကြီးမားသောဆူတောင်းခြင်းကြီးမားသောပဝင်ခြင်းကြီးမားသောအစေခံခြင်းအဲ့ဒါဆိုပါမနေ့ကကျွန်တော်ကိုမကိုပဲဖဲဆဲထဲမှာတွားကြထွက်လာတဲ့ချိန်ကမှာဆက်တန်မျိုးနဲ့ဆုံးကားမှာတစီပြည့်တင်တာအညီကမမများပေးလို့ရဲ့အင်ဂျီဘိုးအထေကြီး300ပစည်းပေါ့နော်နုံပါလာကစားလို့ဒါအေးလာပြီခါစင်နုံမှာအခုအနှင်းကြီးအင်မတန်မှအလိုရှိပါလေစုတတိကလောတို့များချက်ထမှာယူလာကြဟောပေါ်တာစုနောက်ရှာတင်တော့ပဲအဲ့ဒါတို့ချက်ကားနဲ့ဟာဆရာတယောက်တည်းလားဟုတ်ပါတယ်ကျွန်တော်ဟိုတုတ်ပတ်တော့ခေါ်တဲ့တာဝန်ဟိုဘောနော်
စာသူဆရာကရှိလို့ရှင်ကျွန်တော်လည်းတွားချင်လိုက်တာလို့သူဟိုပြောလိုက်တယ်နောက်ကတော့ကြတာပေါ့ဆိုလိုတာကအခြားနိုင်ငံများဆိုလို့ရှိရင်ဟိုဖွင့်လိုက်တွားကြကျွန်တော်လည်းပဲဒီလူတင်တာများတွားကြပါတယ်တွားတဲ့အချိန်နဲ့တွားကြပါတယ်ဒါတော့ကျွန်တော်တို့ပေးလူချင်းပေးဆက်ချင်းလူငယ်များဟောဒီကကုရောက်တွားကြတယ်နောက်မြင်းမာချီပါညီမများညီကူမမများအလင်းတင်တွားရပါတယ်ဒါတော့ကျွန်တော်ပေးလူချင်းရေဟိုကြကိုတိုင်ကိုကြပါဝင်တဲ့ခါမှာညစ်ပေချင်းဆိုတဲ့ဟာကိုလက်တွေ့တွေ့ရှိတဲ့အချိန်ခါမှာကိုချင်းစာပူတော့နားလေရအဲ့ဒီပဲရှိပါတယ်ဆိုတော့ကျွန်တော်တို့လုပ်ငန်းခွေထဲမှာဝင်တဲ့အချိန်ပါလေပဲပြင်ပတဲ့အချိန်ရှိပါတယ်ကိုတိုင်ကိုကြရှာခီဒီပန်ကြဆန်းကြောပါရှာပါကြပါပြောလေဒီမှာ3လဒီလာတဲ့အချိန်ခါမှာအရှင်အာလာတဖြစ်တဲ့သူများပဲလို့ဆောင်ရွက်လို့ဆောင်ကြတယ်ဆိုတာကိုတိုင်ကိုကြစမ်းချင်တယ်တဲ့ခင်းချီချောပါဆိုတာရက်နပတ်တော့မကြည့်တယ်ခါနာလိုက်တာခါနာကျွန်တော်အမားဖြစ်စီပါကျွန်တော်မုန်းဖူတောင်းရတော့ဘူးအဲ့ပေးဆက်ကြည့်နောက်ဟောပါတော့ဆရာတော်ပြီးခုံတော်လဲသူမဆုံးခင်ဒီခါကျွန်တော်တို့ပြပါတယ်ကျွန်တော်ညီမများပေးတဲ့အတင်းတော်ထဲမှာလှူတဲ့ဟာအင်မတန်တောင်းမှုရှိပါလေအဲ့ဒါအားလုံးအတင်းတော်ကျင်းသားများတွားကြည့်တဲ့အချိန်ကအတင်းတော်ထဲမှာဟိုဆောက်ဒီဆောက်တဲ့ချိန်ကမှလည်းဖိတ်ရဲ့မဆိုင်တဲ့တော့ဆာတဲ့တော့မဆိုင်ရင်မတော့ကြပါနဲ့တော့ဘလို့ခါနာအောင်လုပ်ကြလေဆိုအတင်းတော်ရဲ့အလူငယ်တော့မှန်ပါတယ်ဒါပေမဲ့ချိုးစံချွေတာပဲနေရာမှာမတွေ့မချွေတာပဲနဲ့မဆိုင်တဲ့တော့ဆာတဲ့တော့အာရတာဖြစ်တာဗောကော်မတီထဲမှာတခါလဲခေါ်ဆိုတစ်ခွက်ဆိုတော်ပြီသူမချက်ကြပါနဲ့တော့ဟာအဲ့လိုပြောတာဒါလူကတံဖူဘလောက်ခါနာတယ်ဆိုတာသူသွားတွေ့လေသူညီမတွေ့တဲ့အချိန်ကပါဘလောက်တံဖူရှိတယ်ဒါဆိုပေးဆက်ရခြင်းရဲ့တံဖူအဲ့ဒါကျွန်တော်လည်းတော်ကိုနားရပါပြီအခု6နှစ်ရောက်လာပြီဆိုတဲ့ချိန်ကျတော့ညီကောင်မောင်သားရဲ့ပေးစုဗါလဲပေးဆက်ခြင်းဆိုတဲ့ဟာဒီခက်စင်းလူမမမဟုတ်ဘူးမြန်မာပြည်မှာရှိတဲ့အတင်းတော်အားလုံးနိုင်ငံသားများသူကန်တာနဲ့သူအဲ့လိုမျိုးဒါဟိုဆက်ကတာပါနော်အဲ့ဒါဆိုတော့ဖျားရှင်ရဲ့ကောင်းကင်နိုင်ငံမှာမတူထားတော်သူများမရှာနှီးထားတော်သူများနောင်လာတတ်တော်နေအတက်တာမှာအာဂန္တုဘဝနဲ့ဆုံးပြီးတော့မှကုံဆုံးပြီးတော့မှအင်းရှင်ဖြစ်ပါတယ်ပြန်လာတဲ့ချိန်ခါမှာအင်းရှင်အနေနဲ့လုံငန်းတည်တာချင်းမရှိဘူးဖြစ်တဲ့ချိန်ခါမှာဝိနည်းစရာရှိပါလိမ့်မယ်ဒါကြောင့်လောကမှာတက်ရှင်တဲ့ချိန်ခါမှာဤလရာဒီမှာအထူးသဖြင့်ဖဖျားခင်ရဲ့နိုင်ငံတော်အတွက်သာသနာတော်အတွက်ကျွန်တော်ကြည့်လို့ချင်းဖြစ်ပါတယ်ပြီးခဲ့တဲ့လကျွန်တော်စုဖို့ဖွင့်တာပေါ့နော်မြန်မာပြည်တင်းတော်ရဲ့တုံးလုံးရဆိုစုဖို့ဖွင့်တာနော်ကျွန်တော်ပြီးခဲ့တဲ့ပတ်မှာတော့ကျွန်တော်တိတန်ဒါရှိမှာစကတ်တာအင်တမ်လေအားရစရာကောင်းပါလေရရှိအားလုံးကောင်းယူပေးရရှိပါတယ်ဝန်တာစရာရှိပါတယ်ရရှိဝန်တာပါပါနောက်ကျွန်တော်လူနှမျိုးပြန်လို့အကြည့်ကြတဲ့ချိန်ခါမှာအဲ့ဒီကျေးဇူးတင်တတ်ခြင်းစိတ်တော်နဲ့ကိုလိုဖျားရှင်စီမှာပြန်လှည့်လာပြီးတော့မှကြီးတော်တန်နဲ့ကျေးဇူးတင်ပါလိဖဗျာပြန်လေပြီးတော့မှရှင်မထုံးလာပြီးတော့သူဟာရှမာရိဖြစ်ပါလေဆိုတော့ခင်တော်ဗျာအဲ့ဒီတจิตတစုအားလုံးပြောင်းပြီးမဟုတ်လားအခြားသောကိုရောက်ဟာဘယ်ရောက်သွားပါလဲအဲ့မှာစဉ်းစားစရာရှိတယ်နော်မတူညီသောလူမျိုးဆရာကြီးပါဆိုတော့အဲ့ဒီကိုရောက်ဟာယူဒလူမျိုးဖြစ်ပါတယ်ဆိုတာဘေးချမ်းစာမှာပါမဆိုးဒါ
다음에 제수 딘다진의 ပြန် 빼라တဲ့ အနုနာပြောက်ပြီးသွားတဲ့လူဟာရှမာရိလူဖြစ်ပါတယ်ဆိုပြီးတော့မှလေးလေးနဲ့တိတိတသားကြီးနှုတ်ပတ်တော်ခေါ်ပြတဲ့အချိန်ကမှာဒီကျေးဇူးမတင်တတ်တော့ကိုရောက်ဟာဂါလိလဲပြည်ကဖြစ်မှသိရှိရပါတယ်ဆိုတော့မတူညီသောဒေသရှမာရိနဲ့ဂါလိလဲမတူညီသောလူမျိုးရှမာရိအခြားသောတပါးလူသားများဂါလိလဲမိမိရဲ့အင်ဒူအင်တာများဆိုတော့နောက်ဆုံးအချိန်ကမှာမိမိရဲ့အင်ဒူအင်တာများဟာကျေးဇူးတင်တတ်ခြင်းအမှုနဲ့ကင်းဝေးပြီးတော့မှအဲ့ဒီဟာရှမာရိလူသားဟာကျေးဇူးတင်တတ်တဲ့စိတ်နှလုံးသားနဲ့ပြန်နေပြီးတော့မှကျေးဇူးချီးမွမ်းတယ်ဆိုတာသိရှိရပါတယ်ဒါအောက်ဝဆရာကောင်းပါလေနော်ခိုင်ကျွန်တော်ခရိယန်ဖြစ်ပြီးနောက်ပိုင်းမှာမလိုအပ်တော့ပါဘူးဖြစ်တော့တဲ့ပတ်သက်ပြီးဆက်လက်ကြိုးစားပြီးတော့မှနောက်ဆုံးတော်တော့ပါပြီနေ့ရောညရောဒီနေ့ရောနောက်နေ့ရောလာတဲ့နေ့ရဲ့တက်တာမြတ်ဖြီစီပါစီကလေးထုံညာဘုန်းဒါတော့ရှင်တို့တလောက်ခေရကေစစ်လောက်ဆောင်ရတာတလောက်စစ်ရှည်လိုက်ရတာအမေတလောက်ပြောခံလိုက်ရတာတလောက်ဆုခံလိုက်ရတာငါတင်စစ်တင်လိုက်ရနော်တခါဒီနောက်ဆုသွားတော့ဘလူခရစ်တော်ကပြောဆိုခြင်းဝေဖန်ခြင်းမကဘူးသူထွေးတော်မှာထွေးခံရဖြစ်တော်ပြတော့လေဝကတဲ့တဲ့မှာတခါလေရိုက်ပြီးတော့မှတည်တဲ့တန်ယူဖြစ်ခံရနောက်ဆုံးတော့လေဝကတဲ့တဲ့ရှင်ကမှာဣတိလလူမျိုးရဲ့ဖျားခင်ဖြစ်ပါလေဒါသူ့ရဲ့ကျိုးလည်းအမှားပဲလေဝကတဲ့တိယူဒာရဲ့ရှင်ဘုရင်စာရေးထားဒါအပြစ်ကိုပေါ်ပြအဲ့လောက်ထိအေးချဆက်ချက်ပြန်ပွားတဲ့တာဒီမှာစဉ်းစားလို့ရှိပါတယ်ယုံကြည်သူများဟာစိတ်ရှည်စွာနဲ့တင်းကြီးခံစွာနဲ့သူများဆွေးကြတဲ့မှာနေရပါစေဖတ်ပြတဲ့မျက်နှာကိုထောက်ရှိပြီးတော့စစ်မမကြည့်ပြီးတော့မှအသက်ရှင်ခြင်းဒါဖတ်ပြတဲ့တော့လိုအပ်တယ်ရဖြစ်ပါလေဆိုတော့ဒီကိုးရောက်ဟာသူကဘုရားရှင်ရဲ့ God's family ဣသရေလလူမျိုးဂျူဒလူမျိုးဂါလိလဲပြည်အဲ့မှာတန်ရှင်းနဲ့ဘယ်လိုနဲ့မှမတန်ရှင်းတဲ့သူများနဲ့မယိုးပဲနဲ့သူတို့ကအင်မတန်မှစစ်ဝါသွားတဲ့ဖြစ်ပါတယ်ဒါမဲ့နှလုံးသားထဲမှာတော့ယေရှုတည်တဲ့စိတ်ဟာဖြစ်တော်ရှေ့မှာပေါ်လာဘူးဒီယုံကြည်သူများထဲမှာအတိတ်တော့ယုံကြည်သူများ fresh ပေါ့နော် fresh believers ဒါဟောရှိပါတယ်ဘူးဘေးများရဲ့ယုံကြည်ခြင်းမွေးဖွားပြီးတော့ခရိယန်ဖြစ်လာတယ်ကျမ်းစာဖတ်လာတယ်ဆန္ဒစခုတက်ကြတယ်ထူးခြားမှုတိတာကြီးဆုံးဖြတ်ပြီးတော့မှဖြစ်လာရခြင်းမပါဘူးဒါဘာမှလည်းနေစဉ်းစားဖို့ရတယ်ပဲအချင်းတိမရှိတတ်ဘူးတဲ့စဉ်းစားဖို့လည်းဘလူးဘူးတဲ့ပုံပေါ်နေတာပဲစဉ်းစားတယ် new Christians new believers ကျတော့ငါစကားကြီးကိုင်ခဲ့တယ်နော်နောက်ပြောင်းတော့မယ်ဘေးညာမှာဘယ်လိုပွားချဖို့ရှိတယ်တေးစစ်ပြလာတဲ့ချိန်ကမှာအိုးတာပါလားအဲ့ဒါတွေ့ချာဒါကြောင့်ဒီအေးဒီတမခံရတဲ့ရှမာရိဟာကိုးရောက်တဲ့စာရင်အင်ရှင်တဲ့စာရင်ရှမာရိလူဟာအများကြီးမမြင့်ပါဖြစ်လို့ရှိတယ်ဒါကြောင့်ဖြစ်တော်ဘုရားဘယ်လိုအတင်းတော်သမိုင်းဒီမှာကြည့်တဲ့အချိန်ကမှာတမန်ကျမ်းစာမှာလည်းပဲဆိုနောက်ဆုံးတော့လူကြီးရှေ့ဆုံးရောက်လိမ့်မယ်ရှေ့ဆုံးကလူကြီးနောက်ကျလိမ့်မယ်ရှောင်းပါလာဖောင်းရှောင်းလာတာအရှင်တို့ပြောဆိုတာကျမ်းစာအဲ့ဒီချိန်ခါမှာခရစ်တော်ကိုယုံကြည်ပြီးတော့မှအတင်းတော်မှာလူရဲ့တူးပွားလာခြင်းနှုံးဟာ
ဘယ်လိုချိုးရှိတယ်လဲဆိုတစ်အချိုးခနစ်အဲ့လိုရှိတယ်တစ်ကပါလေဘုရားသခင်ရဲ့လူမျိုးဆိုတဲ့ဣသရေလလူမျိုးများတယောက်ခနစ်ဆိုတာလို့လေအဲ့ဒီချင်းကမှအခြားတစ်ပါးမျိုးသားတတ်မှတ်ခြင်းခံထားတဲ့ရှမာရိလူဟာမျိုးခါနာနိလူမျိုးသူတို့ခရစ်တော်ကိုလက်ခံတာခုနှစ်ယောက်အလောက်กว่าတယ်ဒါကြောင့်ခရစ်တော်ကိုအရင်တည်တော်လူမျိုးများနောက်ကြပြီးနောက်မှတည်တော်လူကအရင်တက်သွားအခုဘာပါအဲ့လိုပဲဣသရေလလူမျိုးများဟာခရိယာနည်းတယ်ကျွန်တော်ဘာသူဘာသာများကျွန်တော်မြန်မာပြည်အပါဝင်ကချင်အပါဝင်မြန်မာအပါဝင်ရှမ်းအပါဝင်ပြုတ်ကလာပလောင်အပါဝင်ရှေ့ကိုရောက်သွားအောင်ဆက်ပေါ်ပါတယ်ဆိုတော့ထူးခြားချက်ကပါလေဆိုလို့ရှိရင်ကျွန်တော်တို့ကချင်လူရှိနော်လီဘောတောင်ချောင်းလီမိုက်ကပေါ့ပြီးခေါက်ပြမှာခေါက်ဆိုတယ်လေစီးပါတယ်လေဒီမှာစီးတယ်တခါလေးဟိုခြုံနေလေးဖြတ်ရပါတယ်အပိတ်နေလည်းဟိုဆက်ဆက်ညှက်ပြီးတော့သွားပါတယ်တတိထားကြရှိပါတယ်အဲ့ဒီလေဒီမှာများလေဦးနည်းနည်းတိုးဝင်ပြီးတော့ဒီခါလေးတွားလို့ရပြီဆိုရှင်ဒီခါလေးအရှင်နဲ့တွားပြီးတော့နောက်မှကျတော့ဘေးမှာပဲဟိုပွန်းပိတ်ပြီးတော့ကြည့်နေပြီဒီလောက်အရေးမကြီးတော့ဘူးဆိုတဲ့ပုံစံပိတ်တော်တဲ့လူကပိတ်ချင်တဲ့လူကအဲ့ဒါကြည့်ပြီးတော့မှတော့ဆိုနောက်အလို့ဟိုတိုက်ပြီးတိုက်နေတဲ့ခါလေးဘာလဲဖားခုန်ချတယ်လို့ဖြစ်သွားတယ်ဖြစ်တတ်တယ်လားလူတွေကဒီခါလေးမှတ်မသိဘူးကြာပြီးတာလို့ဟောလေမြစ်နာမှာဆိုင်ကစီးတယ်တူတာမောင်းတာဆိုင်ကဝင်ကစားမောင်းလေမောင်းတာလာကစားအရှင်ရလိုက်တာဝီးဆိုတော့မိခင်တွေမှာကြာမလဲသိနောက်နေ့ကျတော့အမေအတူပါတွားပူလာတယ်အဲ့ဒါလမ်းကောင်းတယ်ဆိုတော့ဒါတော့ဖြစ်တတ်တယ်နော်သူတို့ကောင်းမယ်ဆိုတော့ခရိယန်တက်တာပါခရိယန်ပြပြနောက်ပိုင်းမှာအမှုမဲ့အဖတ်မဲ့ကျေးဇူးတော်မင်္ဂလာခံစားတဲ့အမှုမဲ့အမတ်မဲ့အတိတ်တော်ဘဝအတိတ်တာခံစားခြင်းအင်မတန်မှများလို့ဆိုရေတွေ့လို့ကောင်း blessing ကောင်းတဲ့ blessing အဲ့ဒါကိုပို့ပြီးတော့မှရေတွေ့တတ်ပြီးတော့မှကျွန်တော်တို့ခရိယန်ဖြစ်ပြီးသားလို့များရေတွေ့တတ်တာနှင်းကဖြစ်တတ်တယ်အဲ့ဒါမတူညီတော့အချင်းညာအခုတည်းကထူးခြားတဲ့ကပါရှိတဲ့လေဆိုလို့ရှိရင်ရှမာရိလူကိုခရစ်တော်ကထ၍သွားတော့ဟိုလိုကိုရောက်ပြောလာအပြောမခံလို့ပဲကျွတ်တော့ရောက်ပဲကိုရောက်ခရစ်တော်အဲ့လိုပြောဖို့ချင်းမရဘူးကျွတ်လာမလားအဲ့ဒီတယောက်တော့ရှမာရိလူကိုထ၍သွားတော့ထတာမကဘူးလှုပ်ရှားခဲ့တယ်သွားဒီနေ့ကျွန်တော်ဖြစ်ရတယ်မထသွားဖို့ပြောတယ်မထတယ်သွားရင်ပဲနှုတ်တေးတုံနေနော်အဲ့ဒါဖြစ်တတ်တယ်အဲ့ဒါနောက်ရှမာရိလူကိုဘာပြောပြတယ်ဆိုရှင်ခရစ်တော်ကယုံကြည်ခြင်းတည်အနာကိုငြင်းစေပြီဘလောက်အာရဝန်တာစရာကောင်းတဲ့စကားကိုထပ်ဆင့်ကြားရခြင်းမျိုးလေထပ်ဆင့်ကြားခြင်းမျိုးပါဟိုလူကိုယောက်ကအဲ့ဒါမကြားနိုင်လာမလာလားသူကအနာရောဂါပြောပြီးတော့ပဲမှာခရစ်တော်ကထားပြီးတော့မှကျေးဇူးတော်ခံစားပြီးတော့ပဲမှာထပ်ဆင့်ပြီးတော့မှတော့ကောင်းချီးပေးခြင်းတာခရစ်တော်ကဒါမဲ့အဲ့ဒီထပ်ဆင့်ကောင်းချီးကိုအေဒီလူသားဖြစ်တဲ့ရှမာရိကပဲလက်ခံရရှိသွားပါလေအနာကိုငြင်းစေပြီးယုံတော့ယုံကြည်တယ်ဟိုကိုရောက်လည်းယုံကြည်တာပဲသူကြောက်လည်းယုံကြည်တာပဲဒါပေမဲ့ထူးခြားသွားတာကအနာကိုငြင်းစေပြီးဟိုကိုရောက်အနာကငြင်းတော့ငြင်းပါဒါပေမဲ့ငြင်းစေပြီဆိုတော့နားတဲ့ဆက်ကြားတဲ့ပျော်ရွှင်ခြင်းဝမ်းမြောက်ခြင်းလက်ခံစားပါဒီလိုခရင်တက်တာဒီမှာအနာမှုရှိတယ်နော်တချို့ကအနုနာရှိတယ်တချို့ကကန်ဒူနာရှိတယ်တချို့ကအချောက်နာရှိတယ်တချို့ကအမှန်တကယ်ဖြားနာတဲ့ဟာရှိတယ်
တချို့ syphilis ယောဂရှိတယ်အဲ့ဒါ syphilis ယောဂရှိတဲ့အတွက်ကြောင့်နောက်ခါမှာတာသနာပြုဆေးရုံတိဆောက်ပေးခဲ့တဲ့အကြောင်းကျွန်တော်3ခါလောက်ပြောပြီးဒီပတ်တယ်နဲ့ညှိနှိုးပြီးတော့အမှန်တကယ်အနာရှိတဲ့သူပါဆိုတော့အခုအနာရှိတယ်လို့မထင်ရဘူးအားလုံးရှိတယ်ပါလေမူရစ်အနာရှိတယ်မူရစ်အနာဆိုတာကပါလေအဖိုးများလဲတောက်တယ်အဖားများလဲတောက်ဘိန်းတောက်ကျွန်တော်အဖိုးပါလဲတောက်တော့မတောက်ဘူးနာနာကျွန်တော်အဖွားဆိုရင်တောက်တော့မတောက်ဘူးအဖိုးတော့တစ်ပင်မဲ့ကနေလည်းပါတောက်တယ်အဖွားကြတော့နာနဲ့ရတစ်ကောင်းတာဘိန်းဆိုတော့精精细细的那点好嘛嘞，好呀。那么就哎，这鬼不是破不了不是喏，也干的，那搞来的，那修，所以修来情干嘛？啊，破啊到的，啊破不到，没到白白，问到了，这难比不？给，这就啊破修的，就啊爬修的。就要背修的，就要背修的，这就要不为必定修了，对不假的哟，那你偏来了，国开话，现在先偏了，我现在你先听到两天嘛，是不是先呀？啊，技术都暑假，那不如个，第一问兵的是看没了，兵的是看我兵修看，兵修的有咩？哦，不如表不来。来新疆，来新的去了啊！不来不了，不来我这个来了，第二问去了，这我来讲我就来下来，我对我说的没办法嘞，是吧？经常不了嘛，哎，你必须是看天嘛，问过来，没得，比的计算的这个嘞，只要靠不了嘛道理了，修的了，哈，不嘞。刚刚睇到咩啦？俾你請到話好高級高，好貴嘅，貴嘅就嚟講你哋，呢個道理啊！就話過嚟說，來傾嘅，但痛苦人咧，佢哋寫你請假咯，阿蘇亞個，邊剎那不如為事，龍話唔做呀，龍話唔做呀，地上骨嚟唔是，做到話，不也都變嚟。အဲ့ဒီချိန်တော့ဘယ်မှာကျွန်တော်အရှင်လူမျိုးများဘင်းရှူရဝါကလည်းနည်းနည်းပါတန့်စီသွားတာပေါ့နော်ကဲကျွန်တော်ပါဆိုလေဆိုတော့အနုနာကိုဆွဲနေတဲ့သူများပါအဖိုးအဖွားများရဲ့တွေးဟာကျွန်တော်ရှိမှရှိပါသေးတယ်မတန့်စင်သေးဘူးတရုတ်ပြည်က research ထဲမှာခွေးသားစားပြီးနောက်ပိုင်းအဲ့ဒီခွေးသားရဲ့အရေးချင်းဟုတ်ပါဘူး예시 아니지 예 근데 셋이 빠시가 그 셋이 빠시가 근데 셋 빠시게 되죠 너 림변 몸에 소신 근데 셋 무진 이진 아야 깬시마 딴지네 서로 림변 몸에 이거 담아 손택의 운영 빠시네. 서로 대인자 먹고 비오네. 내마디마 hle 먹는 무라 가. 세비 먹는 가는 디다 피다. 뭐 간다고. 저로 부하하 눈이 말해. 눈을 tutut이 말해. 아나요가네 비네 되죠. 아나요가 뼈가 되듯이 뭐노 세용가 이문장마 비우수 도다노. 저런 다 그러지만 이마 탈라로 이시니 봐노. 가운가고 유수. 그래서 요가시 또 요가 피도 한다고 하. 안나 인생부 친구야. 그러니까 시마리요. 인생이 수로 표라이데 샤야도 queen တူရပါဒီနေ့ကျွန်တော်တို့ရှိမှာရှိတဲ့အနီး
နီးအဖုံဖုံရှိတဲ့ယောဂများပျောက်ကင်းနိုင်ဖို့ရကင်းစင်နိုင်ဖို့ရတချို့ဟာကင်းစင်ပြီးဖြစ်ပါတယ်တချို့ဟာကျူစားဖို့ရရှိပါလိမ့်မယ်ဆိုတော့မထနိုင်တဲ့အရာမငြိမ်းနိုင်တဲ့အရာထတယ်ဆိုတာကျူကတိရတဲ့ထတာဒါပဲမြင်တယ်မဟုတ်ဘူးလမ်းလျှောက်လည်းပဲခရီးမရောက်တွေးကြအောင်တက်ထားတာမတွေးမချင်းဒါဟာမထနိုင်ဘူးပဲဆိုတော့ခရစ်တော်ရဲ့ကေရီနင်းဆုယေရှုတရားတော်များကိုကြားနာပြီးနောက်ပိုင်းကြားလို့သူဟာနိုးမယ်နိုးတော့သူဟာထောက်ဖို့ပြင်မယ်လေးနေတဲ့သူဟာထထိုင်ပြီးတော့မှခရီးပြင်မယ်ရှောက်နေတဲ့သူဟာအမြန်ဆုံးရှောက်တယ်ရက်နေတဲ့သူဟာစပြီးတော့ရှောက်တာရှောက်နေတဲ့သူဟာပူပြီးတော့မြောင်ပြေးမယ်အဲ့လိုမျိုးရှိရမယ်မြစ်နာမှာတွေ့တဲ့လူကြီးရဲ့လမ်းလျှောက်ကိုဘုံပေါ်မှာတွေ့တဲ့လူတွေလမ်းလျှောက်ကိုလာရှိုးကိုခိုင်မှာတွေ့တဲ့လူလမ်းလျှောက်ကိုတော်တော်များများလို့ထင်ရတယ်မန္တလေးရောက်နေနှင်းသွားတယ်ရန်ကုန်ရောက်ရင်ပူနှင်းသွားတယ်ရန်ကုန်မှာပူမြတ်တယ်မန္တလေးမှာဒုတိယမြတ်မြစ်နာဘုံပေါ်လာရှိုးကိုခိုင်တတိယမြတ်စူပါအက်စပရက်စ်ဂျပန်မှာညမတမ်းမြတ်တာတခါလေးဘာကောင်းလို့တော့တခါလေးတော့ကိုမကိုမဲဆက်နိုင်ရောရမယ်တခါလေးချင်းကြိုက်တာ9မိနစ်တော့လွဲသွားရင်ချော်ပြီပဲပြေးရတာတခါလေးဒီကနေ့အော်ခိကြီးပြေးပြီးမှဟိုမှာဆိုလို့မိတိုင်ညီနေအဲ့မှာမောပြေရတယ်စိတ်နေဆက်သွားတယ်နောက်အော်ခိကြောမှာပဲစတိုင်နဲ့မလိုက်ရက်ပြန်ချောင်းအော်အချင်းလူရပါလားဆိုတော့ခရစ်တော်နဲ့အတူအသက်ရှင်တဲ့သူဟာမဖြစ်နိုင်တာဘာမှမရှိဘူးသူ့ရဲ့ကျေးဇူးတော်မင်္ဂလာများပြည့်စုံတဲ့အဲ့ဒီပြည့်စုံတော့ကျွန်တော်တနေ့မကြမ်းနိုင်မကြမ်းရက်မကြမ်းနှစ်မကြမ်းဘဝတက်တာဒီမှာအတုံးတော်ခံပြီးတော့မှဘုရားတဲ့တက်ရှင်မယ်အလောက်အောင်စရာဆက်ပြီးတော့ဘုရားခင်အမှုပြုမယ်ဆိုတဲ့ကျေးဇူးတော်များများကျွန်တော်ပြေးပြရှိပါတယ်ဘုရားခင်ရဲ့ကျေးဇူးတော်ဟာကြီးမားပါတယ်ချီးမွမ်း၍တုံ့ပြန်ခြင်းအသက်ရှင်ခြင်းဒါလည်းပြီးတော့မှဖျားခင်လူရှိတဲ့အသက်တာဖြစ်ပါတယ်ကျွန်တော်ရဲ့ဘဝအသက်တာမှာမသူညီတော်လောကဘုရားနဲ့ဇာတဲ့ခြင်းကမှာအင်မတန်ဘုရားရဲ့ဘုံဆန့်ကျင်တဲ့လောကအသက်ရှင်ကြပါလေဒါပေမဲ့အဲ့ဒီအခြေမှာဘုရားရဲ့ဇာတိတာဖြစ်တဲ့ဝိညာဉ်ဇာတိကြောချစ်တဲ့များဟာဖဖျက်တဲ့ grace ကိုလက်ခံရရှိပြီးတာသူများဖြစ်တဲ့အတွက်ကြောင့်ဆက်ပြီးတော့အဲ့ဒီ grace ကိုလွန်ချုံပြီးတော့မှတက်ရှိမယ်ဆိုရင်မဖြစ်နိုင်တာဘာမှမရှိပါဘူးဖျက်ခင်ဆွတောင်းပြီးတော့မှဆက်ပြီးတော့မှဟောတဲ့စကားကြပါစို့ယေရှုတော်မှာပါအခြားရှိပြီးဒီပတ်တော်ဂျာနာရှိတော့ဒီကုမ္မာကတော့ကျရှိဖို့ဒီပဲပါစေ